Subnautica ပလေယာအများစုရဲ့အိမ်မက်ဆိုးကိုပြောပါဆိုရင် Reaper လာဗီယာတန်ကြီးတွေကိုပဲလက်ညှိုးထိုးပြရမှာပဲဒီကောင်တွေပုံစံကပင်လယ်မွေလိုရှည်ရှည်မြောမြောပုံစံကြီးနဲ့ခန္ဓာကိုယ်ကလည်းပေ180လောက်ထိကိုရှိတယ်ဒါပေမဲ့ Reaper တွေကမျက်စိကောင်းကောင်းမမြင်ရဘူးဗျသူတို့ကလင်းတို့တွေလိုပဲအတန်လွတ်ပြီးမဲလိုက်ကြတာပလေယာတွေကြောက်ကြတာကလည်းအဲ့ဒီကြောတဲ့ထိစိတ်ဝင်စားတဲ့ဟိန်းတန်ကြီးကိုပဲအကောင်မမြင်ရသေးခင်အတန်ကြီးကိုကြားလိုက်ရတာနဲ့တင်ကိုဘယ်ကပေါ်လာမလဲဆိုပြီးဇောချွေးတွေကပြန်နေရပြီReaper တွေကတားကောင်ကိုခေါင်းမေးကလက်တန်ကြီးတစ်ခုနဲ့ကင်ထားပြီးသွားတွေနဲ့ကိုက်ပြီးဆွဲရန်ပြစ်လေရှိတယ်ဒီကောင်တွေက Aurora ရှင်နာပါတယ်၈ကောင်လောက်ထိရှိသလိုတခြားရေနက်ပိုင်းမှာလည်းအများကြီးရှိကြတယ်စုစုပေါင်းဆိုရင်မတ်ထဲမှာ22ကောင်လောက်ထိကိုရှိမယ်ထင်တယ်ဝေါ်လေးကို explore လုပ်ရင်းနဲ့ဟိန်းတန်အကျယ်ကြီးကြားလိုက်ရပြီဆိုရင်တော့အဲ့ဒါ Reaper တွေမင်းကိုရှာတွေ့သွားပြီလို့သာမှတ်လိုက်တော့ဒါပေမဲ့အဲ့လိုကြမ်းပါတယ်ဆိုတဲ့ Reaper တွေကိုအစာပြေမဲလိုက်စားတဲ့ဆရာကြီးလက်ဗီယာတန်မျိုးစိတ်တစ်ခုရှိသေးတယ်ဒီကောင်တွေကိုတွေ့ကြရင် safe shallow ကနေအနောက်တောက်မဲ့ southwest ဘက်ကိုတက်သွားပြီးကျောင်းနယ်ကြီးတစ်ခုတွေကိုဆင်းသွားလိုက်ပထမဆုံးအနေနဲ့ Lost River အပိုင်းကိုရောက်သွားလိုက်မယ်အဲ့ Lost River အပိုင်းက Subnautica ထဲမှာတော့တကယ်ငရဲပဲ Lost River ထဲရှောက်ကြည့်ရင်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကမျိုးတုံးသွားပြီးဖြစ်တဲ့ Gargantuan လက်ဗီယာတန်ကြီးရဲ့အယိုးစုကြီးကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ကောင်တွေကမျိုးတုံးသွားတာတော့ခက်ကောင်းကောင်းလို့ပြောရမယ်ဘာလို့ဆိုသူတို့ရဲ့ခန္ဓာကိုယ်စိုက်ကတွေကိုမီတာ400ကနေ900လောက်ထိကိုရှိတယ်ပေနဲ့တွက်မယ်ဆိုရင်ပေပေါင်း1600ကျော်တယ်ဒီလိုကောင်ကြီးတွေဗျာဂါကန်ဂျူအန်ကြီးရဲ့အရွယ်အစားကိုမြင်တောင်ပြောရရင် Monster Bus တွေက Godzilla နဲ့ရှင်းမယ်ဆိုရင်တော့ Godzilla ကပြည့်စုံတတလောက်ပဲရှိတော့တယ်အဲ့ဒါကြောင့်မလို့မျိုးတုံးသွားတာကောင်းတယ်လို့ပြောတာ Lost River အတိုင်းအောက်ကိုထပ်ဆင်းသွားမယ်ဆိုရင်လာဘာစုံနဲ့ရောက်ပြီးကျွန်တော်တို့ရှာနေတဲ့ Sea Dragon လက်ဗီယာတန်ကြီးကိုတွေ့ရပါလိမ့်မယ်ဒီကောင်တွေကခုနကပြောသလိုပဲ Reaper တွေကိုအမဲလိုက်စားကြတာပေါ့နော်လာဘာစုံတွေကိုရှောက်ကြည့်မယ်ဆိုရင်လည်း Reaper လက်ဗီယာတန်ကြီးတွေရဲ့အယိုးစုကိုတွေ့ရလိမ့်မယ် Sea Dragon တွေဘိုက်စားလာပြီဆိုရင် Lost River ကနေတစ်စစ်ရေတိမ်ပန်းကိုတက်လာတယ်ပြီးတာနဲ့ Reaper တွေကိုအမဲလိုက်ပြီးလာဘာစုံထဲထိဆွဲချသွားကြတာသူတို့ရဲ့အရွယ်စားကလည်း Reaper လက်ဗီယာတန်တက်ကို2ဆခွဲလောက်ထိကြီးတယ်ဒီကောင်တွေကချော်ရည်ဘူးထဲမှာနေနေအောင်တဖြည်းဖြည်းနဲ့စင်ငယ်ပြောင်းလဲလာတာဆိုတော့သူတို့ရဲ့အကြမ်းခတ်နိုင်စွမ်းကလည်းတော်တော်လေးကျန်းတဲ့ထဲပါတယ်လို့ပြောရမှာပဲအိုက်ကောင်ကြီးတွေကိုလူနဲ့နှိုင်းရှင်ပြထားတဲ့ပုံကိုသာကြည့်လိုက်ကြတော့Sea Dragon ဆိုတဲ့နာမည်အတိုင်းပဲပါဇက်ကနေမီးလုံးတွေနဲ့လမ်းမုတ်တယ်လက်သက်ကြီးတွေနဲ့လမ်းကုတ်တယ်ပလေယာသူနာရောက်ရင်လည်းပါဇက်ကြီးကြီးနဲ့လမ်းကိုက်ပြီးတခါတည်းတက်ပါသွားအောင်လုပ်ပြတာအဲ့လာပါစုံတွေကနေအောက်ကိုနည်းနည်းထက်ဆင်းသွားမယ်ဆိုရင် Sea Dragon လက်ဗီယာတန်နဲ့မျိုးနွယ်တူ Sea Empire ကြီးတစ်ကောင်ဖမ်းခံထားရတဲ့စကန်ကြီးတစ်ခုရှိတယ် Sea Empire လက်ဗီယာတန်ကြီးကဂိမ်းထဲမှာအကြီးဆုံးအကောင်ကြီးပဲခန္ဓာကိုယ်ကြီးတယ်ဆိုရင်ပဲသူကရမ်းမလို့သလိုညံရင်မြင့်ဆုံးသက်ရှိလို့ပြောမယ်ဆိုရင်လည်းမမှားဘူးဗျအဲ့ကောင်ကြီးစီမှာစိတ်ကနေတစ်စင်ဆက်သွယ်နိုင်တဲ့ telepathy စွမ်းတစ်ခုလည်းရှိတယ်Sea Empire ကြီးကကြောက်ဖို့တက်ကိုတနာစရာတော့ကောင်းနေတာပေါ့နော်သူ့အကြောင်းကိုပြောပြမယ်ဆိုရင်တော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း1000ကိုပြန်သွားပြီးဂိမ်းရဲ့လောကိုနည်းနည်းလေးရှင်းပြရလိမ့်မယ်အာခီတက်လို့ခေါ်တဲ့ဂျိုသားမျိုးနွယ်တွေ Planet 4546ကိုကုသသေးရှာဖို့လာတာကနေစတယ်အာခီတက်တွေကခါရာဘက်တီးရီးယားပြန့်နှံ့မှုအတွက်ကုသသေးရှာရင်ခုနက Sea Empire ကြီးရဲ့ Enzyme 42ကယောဂကိုတိုက်ထုတ်နိုင်တာကိုမမျှော်လင့်မဲတွေ့သွားကြတယ်ဒါပေမဲ့လက်ရှိ Sea Empire ကအသက်ကြီးနေပြီဆိုတော့သူ့ရဲ့ Enzyme 42ကလည်းအားနည်းနေပါပြီအဲ့ဒါကြောင့်အာခီတက်တွေက Sea Empire ကြီးကိုဖမ်းပြီးသူ့ရဲ့ဥတွေကိုနီးပညာအကူအညီနဲ့အတင်းချက်ဖောက်ပြီးတားပေါက်လေးတွေစီကနေ Enzyme 42ကိုထုတ်ယူဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဆေးမရှာနိုင်ခင်မှာနေခါရာဘက်တီးရီးယားကဂျိုးတစ်ခုလုံးကိုပြန့်သွားပြီးအာခီတက်တွေပါတေကုန်ကြပါတယ်အဖမ်းခံထားရတဲ့ Sea Empire ကြီးကတော့ထောင်ထဲမှာ1000ကျော်နေရင်နောက်ဆုံး Riley ဂျိုးကိုရောက်လာတော့မှပဲတယ်လီပတ်တီစွမ်းနဲ့စိတ်ကတဆင်းဆက်သွယ်ပြီးအကြောင်းစုံကိုပြောပြရတော့တာပါနှစ်ပေါင်း1000တောင်ဘာအပြစ်မှမလုပ်ဘဲအချုပ်ခံထားရတာကတနာစရာတော့ကောင်းရှာပါတယ်အဲ့တော့လက်ဗီယာတန်ကြီးတွေအကြောင်းပြဆက်ကြအောင်ခုနက Reaper လက်ဗီယာတန်နဲ့ Sea Dragon လက်ဗီယာတန်ကြီးတွေထက်ကိုရန်လို့ပြီးစောက်ရမ်းကျန်းတဲ့ Ghost လက်ဗီယာတန်ကြီးတစ်ကောင်ရှိသေးတယ်ဒီကောင်တွေကိုတွေ့ကြရင်ဘဲမှမသွားနဲ့မြေပုံစုံကဓာတ်စုံတွေကိုသာဆင်းသွားလိုက်ကြဓာတ်စုံကိုဝင်သွားပြီဆိုရင်ချက်ချင်းတန်းတည်နိုင်တယ်နာမည်နဲ့လိုက်အောင်ကိုအောက်ခြေဆိုတာမရှိပဲမှောင်မဲပြီးလုံးဝကြောက်စရာကြီးဓာတ်စုံနဲ့ဝင်သွားတာနဲ့အပြာရောင်ရှည်မြောမြော Ghost လက်ဗီယာတန်တစ်ကောင်ပေါ်လာပြီးချက်ချင်းတိုက်ခိုက်လိုက်မယ်အဲ့ဓာတ်စုံမှာကတစ်ကောင်နဲ့တော့မဟုတ်ဘူးနော်3ကောင်တောင်ရှိတာဒီ Ghost လက်ဗီယာတန်ရဲ့တကူလုံးကအယိုးနုတွေနဲ့ဖွဲ့စည်းထားတာပါခန္ဓာကိုယ်အတွင်းပိုင်းကလည်းအပြင်ကနေအတိုင်းသားမြင်နေရတယ်သူတို့ကိုကြည့်လိုက်ရင်အပြာရောင်တလက်လက်နဲ့လှပေမဲ့အန်ရတော့တော်တော်များတဲ့အကောင်တွေဗျသူမလိုပဲလှပေမဲ့အန်ရများတယ် Ghost လက်ဗီယာတန်တွေက Lost River မှာဥကြတယ်အကောင်ပေါင်းစင်းမှာ Lost River မှာကျက်စားကြတယ်အရွယ်ရောက်လာပြီဆိုရင်တော့ Grand Rift တို့ Northern Blackguard ဇုံတွေစီကိုရွှေ့ပြောင်းသွားကြတာပေါ့ဒီကောင်တွေကပလေယာကိုစားကျင်လို့တိုက်ခိုက်တာတက်ကိုနေမြေကာကွယ်ဖို့တိုက်ခိုက်ကြတဲ့ဗီဇာရှိတာလို့ပြောရမယ်ဗျတက်ဆုံမှာရှိတဲ့ Ghost လက်ဗီယာတဲ့3ကောင်ကလည်းပလေယာတွေမတ်ထဲကထွက်မသွားနိုင်အောင် developer တွေကတမင်ဆေးထိုးထားတာပါခေါင်းကြီးတို့ရောဒီကောင်တွေထဲမှာဘယ်လက်ဗီယာတန်ကြီးတွေကိုအကြောက်ဆုံးလဲကျွန်တော်ကတော့ Reaper တွေကိုအကြောက်ဆုံးပဲသူတို့ရဲ့ဟိန်းတန်ကကြောတဲ့ထီကိုစိတ်စိမ်သွားတာ